မင်္ဂလာပါ experience share မှာကြိုဆိုပါရစေ။ခုဝင်မြပေးခြင်းတဲ့အကြောင်းလေးကတော့ဒီကိုရိုက်လိုက်တဲ့စလုံးဒါမှမဟုတ် status တစ်ခုပေါ်မူတည်ပြီးတော့เนาะအခြေအနေတစ်ခုပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့ဒီ table လေးမှာ Excel table လေးမှာအရောင်လေးတွေဖြည့်ခြင်းတဲ့အခါကျရင်အသုံးပြုတဲ့ပုံလေးကိုဝင်မြပေးမှာဖြစ်ပါတယ်။ဒီဥစ္စာကမေးထားတဲ့အတွက်လည်းဝင်မြပေးတာဖြစ်ပါတယ်။ Okay တစ်ချက်ကြည့်လိုက်မယ်။အဲ့ဘယ်လိုမျိုးလဲဆိုရင်ဒီ status ဆိုတဲ့ကွက်ထဲမှာ ပိတ်လို့ရိုက်လိုက်တာနဲ့ဒီတစ်ကြောင်းလုံးကအစိမ်းရောင်ဖြစ်သွားခြင်းနဲ့ credit လို့ရိုက်လိုက်တာနဲ့အနီရောင်ဖြစ်သွားခြင်းနဲ့ပေါ့နော်ဒီဘက်ကကိုရိုက်ထည့်လိုက်တဲ့စလုံး၄ခုရှိတယ်အဲဥစ္စာတွေပုံမူတည်ပြီးတော့အရောင်တွေဖြည့်ခြင်းတယ်ဒါလေးကိုဝင်ပြပြမှာဖြစ်ပါတယ်โอเคတစ်ချက်ကြည့်လိုက်မယ်အဲ့တော့ပထမဆုံးကျွန်တော်တို့ကဒီထက်မှာပိတ်လို့ရိုက်လိုက်မယ်အဲ့လိုရိုက်လိုက်ရင်ဒီမှာအစိမ်းရောင်ဒီကနေဒီထိကျွန်တော်ချဲခြင်းတယ်ပေါ့နော်အဲ့လိုလုပ်ခြင်းတယ်အဲ့တော့ဒီမှာပိတ်တို့ credit တို့ pending တို့ရိုက်တဲ့ခါကျရင်စလုံးပေါင်းမှားလို့ရှိရင်သူကအရောင်တွေကအဆင်ပြေမှာမဟုတ်ဘူးအဲ့တော့ဒီ၄ခုအပြင်ပို့ရိုက်လို့ရှိရင်လည်းကျွန်တော်တို့ကဒီ conditional format ထဲမှာမထည့်ထားတဲ့အတွက်အဆင်ပြေမှာမဟုတ်ဘူးအဲ့တော့ဒီဥစ္စာကိုကျွန်တော်တို့ကမရိုက်ခိုင်းမဲ့နဲ့ကျွန်တော် list ထိုးလိုက်ပေါ့နော်အဲ့လိုပုံစံလေး data validation ထဲမှာ list သွားထိုးလိုက်အဲ့တော့ဘယ်လိုမျိုးလဲဆိုရင်ဒီပုံက click တစ်ချက်နှိပ်လိုက်မယ်ဒီ status အကွက်ကိုခြံထားခဲ့မယ် click ချက်နှိပ်ပြီးတော့ control ဖိထားပြီးတော့ဒီပေါ် click ချက်နှိပ်လိုက်ရင်ဒီကနေပြီးတော့စပြီးတော့ selection မှတ်သွားမှာပေါ့နော်ဒီတစ်ခွက်ကြံနေခဲ့ဒီပုံမှာမှတ်တယ်ပြီးတော့ control status ပုံမှာနှိပ်လိုက်နော်ပြီးတော့ဒီထဲမှာ list ထိုးမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီ home လို့ထဲကသွားလိုက်မယ် data ထဲမှာ data validation ဆိုတာရှိတယ်နော် Microsoft Excel version မှာမူတည်ပြီးတော့နည်းနည်းနေရာလေးအပြောင်းလဲလို့ရှိတယ်ဒီလို to disk လေးကြည့်လိုက်ရင် data validation လို့ပေါ်တဲ့ဟာလေးပုံနှိပ်ပြီးတော့ data validation ဆိုတာလေးကိုရွေးလိုက်မယ်ပြီးတော့ဒီမှာ list ဆိုတာလေးရွေးဒီ data validation အကြောင်းလည်းကျွန်တော်ဗီဒီယိုလုပ်ထားတာရှိရပေါ့နော်အဲ့ဒါကြီးပြန်ကြည့်လို့ရပါတယ်ပြီးတော့ဒီ source ထဲမှာ click ချက်နှိပ်လိုက်မယ်အဲ့တော့ဒီလေးခုကို selection မှတ်ပေးလိုက်ပါတော့ပြီးတော့ okay အဲ့ဒါဒီမှာ down arrow လေးပေါ်လာမယ်ဒီမှာ paint ဆိုတာလေးရှိမှာပေါ့နော်ဒါမှမဟုတ် credit ဆိုတာယူလို့ရတယ်ပြီးတော့ pending ဆိုတာယူဒီရောက်ဒီမှာလဲကိုရွေးချင်တဲ့ဟာယူလို့ရတယ်ဒီမှာတော့ကျွန်တော်ရွေးမပြသေးဘူးနော်အဲ့တော့ပထမဆုံးဒီပေါ်မှာကျွန်တော် paint ဆိုတာလေးကိုရွေးထားလိုက်အဲ့တော့ paint ကိုရိုက်လိုက်တာနဲ့ကျွန်တော်ကဒီတစ်ကြောင်းလုံးကိုအစိမ်းအောင်ပေါ်မယ်အဲ့တော့အစိမ်းအောင်ပုံမှန်ဥစ္စာလေးကို conditional formatting ထဲမှာ new rule ခေါ်ပြီးတော့ထည့်မှာဖြစ်တဲ့အတွက်ကျွန်တော်ဘယ်လိုလေးလုပ်မလဲဆိုတာပြောပြမယ်ဒီမှာအရင်ဆုံးကျွန်တော် function လေးequation လေးချိန်ကြည့်လိုက်ပါဒီအကွက်ဟာ equal to ဘာနဲ့ညီရမလဲဆိုရင် double quotes ထဲမှာ PID ပိတ်နဲ့ညီလာလို့ဆက်လိုက်မယ်ညီရဲဆိုရင်သူက true လို့ပြလိမ့်မယ်ကျွန်တော်ညီမြချင်းခံရိုက်လိုက်တာဆိုတော့เนาะညီရဲဆိုရင် true လို့ပြလိမ့်မယ် okay အဲ့တော့ true လို့ပြမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဥစ္စာကိုအစိမ်းအောင်ထည့်ပါလို့ပြောမယ်အဲ့တော့အဲ့လိုမထည့်ခင်မှာတို့ကဒီ equation လေးမှာဘယ်လိုဖြစ်နိုင်တယ်လဲဆိုရင်ဒီအောက်ကဟာတွေလည်းပိတ်ဖြစ်နိုင်တာရှိတယ်လေပိတ်ဖြစ်မယ်အဲ့တော့ဒီ2ဆိုတဲ့တကွက်ထဲကပိတ်နဲ့ညီလာလို့ဆက်ထားတာမဖြစ်ရတော့ဘူးဒီ column ကတော့အသေးပဲဒီ2ဖြစ်နိုင်တယ်ဒီ3ဖြစ်နိုင်တယ်ဒီ4ဖြစ်နိုင်တယ်အဲ့အတွက်ဒီမှာ F4 ကလေးကျွန်တော်နှိပ်မယ်နော်အဲ့တော့ဒီ column ကအသေးဖြစ်တဲ့အတွက်ဒေါ်လာဆိုင်းရှိရမယ်နောက်က2ကတော့3 4 5 6အောက်ကိုပြောင်းသွားနိုင်တာဖြစ်တဲ့အတွက်ဒေါ်လာဆိုင်းလွတ်ထားတယ်နော်ဒေါ်လာဆိုင်း F4 ကလေးနှိပ်ပြီးတော့ S ဒေါ်လာဆိုင်း2ဆိုတာလေးဖြစ်သွားရပြီအနာခောက်ကြလိုက်ရင် true ဖြစ်လိမ့်မယ် okay အဲ့ဒါဒီ true ဖြစ်မယ်ဆိုလို့ရှိရင်ဒီ color ဟာစိမ်းပါလို့ကျွန်တော်ပြောလိုက်မယ်အဲ့တော့ဒီ true ဖြစ်တဲ့ဒီဥစ္စာလေးကိုဒီ formula bar ထဲမှာ copy ကူးလိုက်မယ်နော် copy ယူရင် SK key လေးနှိပ်လိုက်မယ် okay ပြီးရင်ကိုကဘယ်ကနေဘယ်အထိကိုအယောင်ချဲ့ချင်တာလဲဆိုရင် A ကနေ A အထိကိုအယောင်ချဲ့ချင်တာဒါပေမဲ့ဒီခေါင်းစဉ်တွေပေါ်မှာမချဲ့ချင်တဲ့အတွက် control key လေးဖိထားမယ်လက်ကနေပြီးတော့ဒီလိုလေးဖိဆွဲလိုက်မယ်အဲ့ဆိုရင်ဒီအောက်အပိုင်းကိုပဲဆက်လက်မှတ်သွားမယ်ဒီအပေါ်အကြောင်းလေးမပါတော့ဘူးနော်ပြီးတော့ဘယ်ထဲမှာလဲဆိုရင် home ထဲက conditional formatting ထဲမှာရှိတယ်ပြီးတော့ new rule ခေါ်လိုက်မယ်နော်ဒီ conditional formatting အကြောင်းကိုလည်းကျွန်တော်ဗီဒီယိုလောက်ထားရှိပါတယ်ပြန်ကြည့်လို့ရပါတယ်နော်အဲ့တော့ပြီးတော့အောက်မှာအောက်ဆုံးက new စာလေးနှိပ်လိုက်မယ်ခုန equation လေးကိုဒီထဲမှာ paste ချလိုက်မယ်နော်ဒေါ်လာဆိုင်း d2 equal ပိတ်နဲ့ညီတယ်ပေါ့နော်ပြီးတော့လို့ရှိရင် format ထဲမှာကျွန်တော်ဘယ်အကြောင်းလဲဒီအကြောင်းလေးရွေးမှာဆိုတော့အစိမ်းလေးရွေးနော်ပြီးတော့ okay ပြီးတော့ okay အဲ့ဒါပိတ်ဆိုတာနဲ့သူအစိမ်းပေါ်လိမ့်မယ်နော်အောက်ကကိုကျွန်တော်ပိတ်ရွေးပေးလိုက်မယ်ပိတ်လို့ရေးလိုက်တာနဲ့အစိမ်းပေါ်လိမ့်မယ် okay အဲ့ဒါဆိုရင်အောက်ကဟာကြီးလည်းဆက်လုပ်တတ်မယ်လို့ထင်တယ်ဒါပေမဲ့ကျွန်တော်ပြီးအောင်လို့ပြောပြသွားပါမယ်
အဲ့တော့အပေါ်ကွက်ကိုပဲပြန်နှိပ်ထားမယ် credit ဆိုတာလေးရေးလိုက် credit ဆိုလို့ရှိရင် false ဆိုတာရေးသူကဖြစ်သွားတယ်သူကအစိမ်းအောင်မဟုတ်တော့เนาะအဲ့တော့အောက်ကမှာတော့ equation လေးပြန်ထည့်မယ် equation ဒီအကွက်ဟာ equal to ဒီဘက်ကိုထဲမှာ CRE DID credit နဲ့ညီတာလို့ဆက်လိုက်เนาะဒီစလုံးပေါင်းနဲ့ဒီစလုံးပေါင်းနဲ့မှန်းမယ်เนาะမှန်လို့ရှိရင်မရအောင် credit နဲ့ညီတာလို့ဆက်လိုက်မယ်အဲ့တော့ခုနကလိုပဲ FOB ကျွန်တော်တန်းနေထားတယ်ဒေါ်လာ DO အသေးသူ့ကိုအရှင်เนาะပြီးတော့အဲ့ခေါ်ချလိုက်အဲ့ဒါသူက true လို့ဖြစ်နေလိမ့်မယ်အဲ့ဒီဥစ္စာလေးကို equation လေးကို copy ကူးမယ်ဒါ SK key လေးနှိပ်ပြီးပြန်ထွက်မယ်ဒီမျိုးဆိုရင်နေရာတွေရှောက်ရွှေ့ကုန်ပါဆိုလို့ SK key နှိပ်ပြီးထွက်တာပြီးတော့ရင် new rule အဆုံးဟာပဲယူမယ် page ပြန်ချမယ် format ထဲမှာဒီနောက်ဆုံးက field ထဲမှာရှိရနော်အဲ့တော့ဘယ်ရောင်လေးလဲဆိုရင်အနီရောင်လေးယူမယ်ပြီးတော့ okay ပြီးတော့sorry selection မှတ်ဖို့ကြံခဲ့လို့နော်ခုနကလိုပဲ selection မှတ်မယ် conditional format ထဲမှာ new ခေါ်လိုက်မယ်ပြီးတော့ခုနကလိုပဲအောက်ကဟောယူမယ်ပြီးတော့ page ပြန်ချမယ် format ထဲမှာကျွန်တော်အနီလေးကိုယူလိုက်ပြီးတော့ okay ပြီးတော့ okay အဲ့ဒါ credit လို့ပြောလိုက်တာ ਨੇ ဘာဖြစ်မလဲဆိုရင်ကျွန်တော်အနီရောင်ဝင်လာတယ်နော် credit လို့ရေးလိုက်တာ ਨੇ အနီရောင်ဝင်လာတယ် okay အဲ့တော့ပြီးတော့ pending ဆိုတာလေးကိုတွားကြည့်အောင်အဲ့တော့ဒီအပေါ်ဆုံးဘက်ကိုကျွန်တော် pending လို့ပြန်ယူလိုက်ဒီအောက်ဘက်လေးမှာ equation လေးခြာရေးကြည့်မယ်ဒါကျွမ်းသွားလို့ရှိရင်တော့နောက်ပိုင်းဒီမှာခြာရေးစရာမလိုတော့ဘူး conditional format ဒီထဲမှာထည့်ပြီးတော့သွားလိုက်အောင် pending ကျွန်တော် FOB ခါနှိပ်ထားခဲ့လိုက်တော့မယ်ကျွန်တော်သိသွားပြီဆိုတော့ပြီးသွားလို့ရှိရင် double ကို pending နဲ့ညီလာလို့ဆက်လိုက်နော်အဲ့ဒီ equation လေးကိုကျွန်တော် copy ကူးလိုက်မယ် copy ပြီးတော့ SK key လေးနှိပ်ပြီးတော့ပြန်ထွက်မယ်ပြီးတော့ selection မှတ်ဒီနေရာမှာ selection မှတ်လို့နော်ခုနကတစ်ခါပါပြီးသွားလို့ရှိရင် conditional format တဲ့က new rule အောက်ဆုံးပြီးတော့ base format တဲ့ကကျွန်တော်အဝါရောင်လေးယူမယ်ပြီးတော့အဝါနည်းနည်းရှင်းတဲ့အရာလေးယူမယ်ပြီးတော့ okay pending ဆိုလို့ရှိရင်အဝါရောင်လည်းပြမယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ဒီအောက်ဆုံးကို pending ရေးကြည့်လိုက်အဝါလို့ပြသွားတယ် okay FOC ကောင်းအပေါ်ဆုံးကောင် FOC လို့ပြန်ပြောင်းလိုက်မယ်သူမှာဘာမှမရှိသေးဘူးပေါ့နော်အဲ့တော့ equal to ဒီ FOC ရဲ့အကွက်ဟာ equal to ဘာနဲ့ညီလာလို့ဆက်လိုက်မယ် FOC နဲ့ညီလာလို့ဆက်လိုက်မယ်ပေါ့နော်အဲ့ဒီ2ကိုကျွန်တော်တခါလဲ FOB နှိပ်ထားလိုက်မယ်ဒါအနာခေါ်တာနော်အဲ့ဒါ true ဖြစ်နေလိမ့်မယ်ဒီ true ဖြစ်မှကျွန်တော် conditional format တင်းထဲမှာအကုန်လုံးကအလုံးလုံးပါနော်အဲ့တော့ copy ကူးရင်ဒီ formula ထဲမှာ copy ကူးတာကူးတာဖြစ်တဲ့အတွက် SK လေးနဲ့ပြန်ထွက်မယ်ပြီးတော့ခုနကလို selection မှတ်မယ်ဒီအပေါ်တစ်ကြောင်းကိုခြံထားခဲ့မယ် conditional format တင်းပြီးတော့ new rule အောက်ဆုံးကformula use formula ဆိုတာကိုရေးမယ်ပြီးတော့ base format ထဲကမှဒီအကြောင်းလေးပေါ့ကိုထည့်ခြင်းအကြောင်းထည့်မယ်ပြီးတော့ okay အဲလို့ရှိရင်တော့ကိုလိုချင်တဲ့အကြောင်းရပြီနော်အဲ့တော့ဒီအောက်မှာ FOC ဆိုလို့ရှိရင်အပြာလေးနဲ့သွားလိမ့်မယ် paint ဆိုလို့ရှိရင်အစိမ်းနဲ့သွားလိမ့်မယ်အဲ့တော့ဒီဥစ္စာလေးနဲ့ညီသွားအောင်ကျွန်တော်ပြန်ရွေးပြမယ် paint ဆိုလို့ရှိရင်အစိမ်းဖြစ်မယ် credit ဆိုလို့ရှိရင်အနီဖြစ်မယ် pending ဆိုရင်အဝါဖြစ်မယ် FOC ဆိုတော့အပြာဖြစ်မယ်ဒီပုံစံတိုင်းကျွန်တော်တို့ကအဲ့လို auto လိုချင်တဲ့အတွက်ကျွန်တော်တို့ကအဲ့လိုသွားလိုက်တာအဲ့တော့ number 6ဆိုတော့နောက်တစ်ချောင်းတိုးလာမှာပေါ့နော်ပြီးသွားလို့ရှိရင် AA ပေါ့ပြီးသွားရင်2500ပြီးတော့ကျွန်တော်ဒီမှာဘာရွေးမှာလဲပေါ့သူပန်းတင်လာအဝါရပေါ်လာတယ်အဲ့လိုမဟုတ်ဘူးပိန်လာအစိမ်းအောင်ပေါ်လာတယ်နော်အဲ့တော့ဒီအပေါ်ဆဲခွက်တွေနဲ့ညီအောင်လို့ဆိုရင်တော့တစ်ချက်နှိပ်တယ်ကျွန်တော် format painter လေးသုံးတာလေးပြောပြထားပါတယ်တစ်ချက်နှိပ်လိုက်ဒီပုံစံတိုင်းလေးဖြစ်သွားတယ်နော်အဲ့တော့ paint မဟုတ်ဘူး pending မဟုတ်ဘူး FOC ဒီနည်းနဲ့ color တွေကို auto ထည့်သွားလို့ရပါတယ်နော်အဲ့တော့ဒါကဒီအကြောင်းလိုက်လေးတွေ color ချိန်နေတယ်သူရဲ့ဒီ status လေးပေါ်မှာမူတည်ပြီးတော့ချိန်နေတယ်ဆိုတော့မေခွန်းတွေအတွက်ဒီဥစ္စာတွေကအဖြစ်ဖြစ်ပါပဲဒီမှာဒီလိုပုံစံမျိုးလေးသုံးလို့ရပါတယ်နော်ဒါကအဖြစ်ဖြစ်တဲ့ဆိုပေမဲ့တခြားနည်းတွေလည်းရှိမှာပါဒါကကျွန်တော်ပြောပြပေးနေတဲ့နည်းလေးတွေကနီလန်တစ်ခုဖြစ်ပါတယ်နော်โอเคဒါလေးကိုရမယ်လို့ထင်ပါတယ်မရရင်လည်း
comment မှာနားမလဲတဲ့နေရာလေးကိုမေးလို့ရပါတယ်နော်အဲ့တော့ဒါလေးကဒီ color fade လုပ်တဲ့ပုံစံလေးပေါ့တော့နောက်တစ်ခုမေးထားတဲ့လူတွေအတွက်ပေါ့နော်နောက်ရှိလေးတစ်ခုသွားလိုက်မယ်နောက်ရှိဆိုရင်ဒီဥစ္စာတော့ဒီတိုင်းပါပဲအဓိကဘာကိုပြောချင်တာဆို तू ကအမောက်အ ਨੇ ဆုံးနဲ့အများဆုံး color ချဲခြင်းနဲ့တဲ့အဲ့လိုမေးထားတာပေါ့နော်အဲ့လိုဘယ်လိုချဲမလဲဆိုတော့ကျွန်တော်တစ်ချက်ပြောပြမယ်ခုနကလိုပဲ conditional formatting နဲ့သွားပါမယ်နော်အဲ့ဒီအောက်မှာအမောက်ဆိုတဲ့ဘက်ကိုနှိပ်လိုက်မယ်ပြီးရင် control လေးပြီးပြီးတော့အမောက်ဆိုတာဖြုတ်ထားတယ်ကျန်တဲ့ဟာတွေကို selection မှတ်ထားတဲ့သဘောပဲပေါ့နော်ပြီးရင် conditional formatting ပြီးတော့အဲ့ညမှာ top bottom rule ဆိုတာလေးကိုရွေးလိုက်ပါနော် top bottom rule ပြီးတော့လို့ရှိရင်အောက်ဆုံးက more rule ဆိုတာလေးကိုရွေးလိုက်နော် okay more rule ဆိုတာလေးကိုရွေးလိုက်မယ်ပြီးတော့ဒီ top ဆိုတာလေးကိုရွေးထားမယ်တော့အကြီးဆုံးတစ်ခုပဲသူကလိုချင်တာဖြစ်တဲ့အတွက် top မှာကျွန်တော် 10 မှုရွေးတော့1လို့ပဲရွေးလိုက်တော့နော်ပြီးတော့format fade ကအဲ့တော့အကြီးဆုံးဆိုတော့အစိမ်းနဲ့ထားလိုက်ပါနော်ပြီးတော့ okay ပြီးရင် okay အဲ့ဆိုရင်သူ့ရဲ့အကြီးဆုံးဆိုလို့ရှိရင်9000လို့ပြမယ်ဒါအကြီးဆုံး color ချဲခြင်းနဲ့ဆိုတော့သူ့အတွက်ပါနော်အဲ့တော့အသေးဆုံးကိုလည်း color ချဲခြင်းနဲ့ဆိုရင် select ပြန်မှလိုက်မယ် clear ချက်နှိပ်လိုက်ပါပြီးရင် conditional formatting top bottom rule ကိုပဲရွေးမယ်ပြီးတော့ more rule ပေါ့အဲ့ထက်ကမှတော့ဒီခါကျ bottom ကိုရွေးလိုက်เนาะအနည်းဆုံးကိုရွေးမှာဖြစ်တဲ့အတွက်ပြီးတော့လို့ရှိရင် one စာလေးကိုရွေးလိုက်မယ်သူတစ်ခုပဲပြီးတော့ format ထဲကအနည်းဆုံးကိုကျွန်တော်အနီနဲ့ပြလိုက်မယ်ပြီးတော့ okay ပြီးတော့ okay အဲ့ဒါအနည်းဆုံးကဘာနဲ့ပြမလဲဆိုလို့ရှိရင်အနီနဲ့ပြပြီးတော့အကြီးဆုံးကအစိမ်းနဲ့ပြလိုက်အဲ့တော့အနည်းဆုံးနဲ့အများဆုံးကို color ချဲခြင်းပါလဲဆိုရင် top bottom rule နဲ့သွားပါတော့အဲ့ထဲမှာကိုကအနည်းဆုံး2ခုလိုချင်လားဒါမှမဟုတ်အကြီးဆုံး2ခုလိုချင်တာလားအများဆုံး3ခုလိုချင်တာလားအကြီးဆုံး3ခုလိုချင်တာလားဒီနည်းနဲ့သုံးလို့ရပါတယ်โอเคနောက်တစ်ချောင်းကျွန်တော်ထပ်တိုးကြည့်လိုက်မယ်6အဲ့တော့6000အဲ့ဒါကြတော့6000မှာသူကအစိမ်းလိုက်ပြသွားလိမ့်မယ်နော်ပိုးလာလေးပေါင်းလေးပဲခတ်လိုက်တာအဲ့ဒီနဲ့ကျွန်တော်သုံးလို့ရတယ်โอเคအဲ့ဒါပြီးတော့ကျွန်တော်နံပါတ်9တစ်ချောင်းဆက်ရိုက်လိုက်မယ်ပြီးတော့ရင်အဲ့မှာကျွန်တော်900လို့ရိုက်လိုက်အဲ့ဒါကျွန်တော်တို့အနည်းဆုံးဂိမ်းဖြစ်တဲ့အတွက်အနီရဒီကိုရောက်လာတယ်နော်ဒီမှာပေါင်းလေးခတ်လိုက်ပါโอเคအဲ့ဒါဆိုတော့နားလဲမယ်ထင်ပါတယ်အဲ့တော့အကြီးဆုံးနဲ့အနည်းဆုံးကိုလည်း conditional formatting တွေကနေပြီးတော့သွားပြီးတော့ဒီ color fade လုပ်လို့ရပါတယ်နော် top bottom rule နဲ့သွားပြီးတော့လုပ်လို့ရပါတယ်နော်အဲ့တော့ဒါကတော့ဒီ exam မှာ color လေးဖြည့်တဲ့အကြောင်းလေးတွေကိုဝင်ပြပေးခဲ့တာပါဒီ conditional formatting လေးသုံးပြီးတော့နော် formula လေးဒါမှမဟုတ် top bottom rule လေးကိုသုံးတော့ဘယ်လိုလုပ်ရဆိုတာလေးဝင်ပြပေးခဲ့တာပါဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တော့ like and share လုပ်ပေးလို့ရပါတယ်ကျွန်တော်လည်းဒီ Facebook မှာ view လို့နေရပါတော့ကြည့်ပေးလို့လည်းရပါတယ်ကျေးဇူးလည်းတင်ပါတယ် thank you ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါ comment မှာလည်းမှတ်ချက်ရေးခဲ့နိုင်ပါတယ် like and subscribe လည်းလုပ်ပေးခဲ့ပါဦး thank you ပါ